ဒီလဟာကျွန်တော်တို့ဇနီးမောင်နှံနှစ်ယောက်လုံးရဲ့မွေးလဖြစ်တဲ့အတွက်ခွေးလေးတွေကိုအစားလိုက်ကျွေးမယ်ဆိုပြီးတော့မခုံမှာဆန်းနဲ့ငါတွေကိုတောဝဲပြီးငါတွေကြော်ပြီးတော့သမင်းပေါင်းပြီးပေါင်းလာတဲ့အထဲကိုစောစောကကြော်ထားတဲ့ငါတွေထည့်ပြီးနေဖို့လုပ်တယ်ဒီတိုင်းနေရင်သူတို့အယိုးတွေနဲ့စားရခတ်မှာဆိုလို့အယိုးသေးချနွားစားထည့်ပြီးတော့နေလိုက်တယ်โอเคသူတို့လည်းစားဖို့အဆင်ပြေလောက်ပြီဆိုတော့ကျွန်တော်တို့နဲ့အတူလိုက်ကြည့်ရအောင်သူတို့စားရင်ရေစားမဆိုးလို့ရေပါတခါတည်းတိုက်ခဲ့တယ်ကျွန်တော်ရေလိုက်ချပေးနေရင်စားလို့ကုန်နေကြပြီဆိုတော့သူတို့အတွက် all you can လိုက်လုပ်ပေးလိုက်တယ်သူတို့လေးတွေတော်တော်ပိုက်စားနေကြတယ်ဗျဟာလာနှစ်ခါလောက်ထပ်ထည့်ပေးနေရတယ်ကနေထွက်လာပြီးလမ်းမှာတွေ့တဲ့ခွေးလေးတွေတိုင်းကိုလက်ကျွေးဖြစ်တယ်ဒီရနော်ဒီဒီကောင်ကျွေးပြီးကုန်တော့အခန်းမှာတော့တစ်ခါသွားယူပြီးလိုက်ပတ်ကျွေးခဲ့တယ်ကျော်
အားလုံးပြီးတော့ကျွန်တော်တို့နေခဲ့ဘူးတဲ့တန်လျာကမီလို့ခေါ်တဲ့အပြင်ခွေးလေးကိုတော့ကျွေးခဲ့မီဒီကောင်ပြင်းလားမပြင်းလားအဲ့ဒါပဲကြည့်တော့စားနေရအောင်မှထိုင်အိပ်ပြီးစားနေအားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေဗျာ